လင်မယားနှစ်ယောက်ဟာသားသမီးတွေရဲ့အကူအညီမရပဲတယောက်နဲ့တယောက်အပြန်အလှန်မိခိုရင်အတူနေလာကြတတ်တယ်တနေ့တော့အဖွားအိုဟာအိမ်နဲ့ခဏခဏကစမ်းကြောက်ကလေးမှာအဝတ်တွေရှော့ဖွနေတော့တစ်တာတလုံးမျောလာပြီးသူ့အနားမှာလာတင်နေပါတယ်ဒီလိုနဲ့အဖွားကြီးလည်းအဝတ်ချော်တာကိုခဏရက်ပြီးတက်တာကိုဆယ်ယူလိုက်တယ်ဒီလိုနဲ့တွေ့တဲ့တက်တာကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ဘေးနားမှာကိုလုတ်ပြနေတဲ့အဖိုးခေါ်ပြီးချစ်စရာကောင်းတဲ့ခွေးတစ်ကောင်ဖြစ်နေပါတယ်သားသမီးတွေမိမြစ်တွေနဲ့အတူနေရတဲ့သူတွေမဟုတ်တော့အဖိုးနဲ့အဖွားဟာခွေးကလေးကိုမွေးစားဖို့ဆုံးဖြတ်လိုက်ကြတယ်ဒီနေ့ကစပြီးခွေးပေါက်ကလေးကိုတူတူစားတယ်လို့ကြွေတူတူနဲ့အတူတိတ်ဖဲတော့ခေါက်သွားပြီးသားသမီးအရင်ချလို့ချစ်ကြတယ်ခွေးကလေးကလည်းအဖိုးနဲ့အဖွားနဲ့ဆိုအမြဲပျော်ရွှင်ခုံပေါက်နေတာပဲအိမ်ကိုလည်းကောက်ွယ်ဆောက်တယ်ဒစိမ့်တွေကလာရင်ထမသွားဖြစ်ဟောင်ပြီးမောင်းထုတ်တယ်တနေ့တော့အဖိုးနဲ့အဖွားလဲထဲမှာတီးပင်စားမင်တွေစိုက်နေတော့ခွေးကလေးဟာတနေရာကိုတူးပြီးမရမနာဟောင်နေတယ်အဖိုးကလည်းခွေးကလေးအကြောင်းမဲ့ဟောင်တာမဖြစ်နိုင်ဘူးဆိုပြီးပေါတူးနဲ့တူးကြည့်လိုက်တာအိုးတစ်လုံးဖြစ်နေတယ်ဒီအိုးကိုအိမ်ယူလာပြီးအဖိုးနဲ့အဖွားဟာအထူးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ရွှေငွေရတနာတွေဖြစ်နေလို့နှစ်ယောက်စလုံးကအံ့ဩသွားကြပါတယ်ထူးဆန်းတဲ့အော်ဒန်နေကြားလို့အိမ်နီးချင်းအဖိုးအိုတယောက်ဟာလာချောင်းနားထောင်ရင်အကြောင်းဆုံးတီးသွားတယ်ဒီအဖိုးအိုဟာသူ့အိမ်ကိုပြန်ပြီးတော့သူမိမကိုအကျိုးကြောင့်ပြပြန်လိုက်ပါတော့တယ်စိတ်ထားမကောင်းတဲ့သူတို့ဟာအကြောင်းကိုထုတ်ကြတဲ့ညမှာစိတ်ပုတ်တဲ့လင်မယားဟာအဖိုးနဲ့အဖွားတို့ရဲ့ခွေးကလေးကိုတက်ကလေးအစာနဲ့များခေါ်ပြီးယူသွားတယ်ပြီးတော့လဲဘဲမှာကျိုးရှိလဲတော်တဲ့ကိုဆွဲခေါ်ပြီးရွှေအိုးရှိရာကိုအတင်းပြခိုင်းတယ်ခွေးကလေးလည်းတနေရာရောက်တော့ရက်ပြီးမြေကြီးကိုပုတ်ပြတယ်ဒါနဲ့လောဘကြီးတဲ့အဖိုးနဲ့အဖွားတို့ကလည်းတူးစားလိုက်ကြတော့ရွှေအိုးကြီးမတွေ့ပဲမွေတွေဖွားတွေထွက်လာပါတယ်ဒါနဲ့အဖိုးနဲ့ဖွားဟာစိတ်ဆိုးသွားပြီးခွေးကလေးကိုနေရာမှာပဲရိုက်တက်ခဲ့ကြပါတော့တယ်မနက်မိုးလင်းတော့အဖိုးနဲ့အဖွားနိုးလာတော့ခွေးကလေးကိုရှာမတွေ့တော့ဘူးခေါ်တော့လည်းပြန်မထူအတန်လည်းမကြားရတော့အိမ်ကြီးချင်းအဖိုးဖွားတွေကိုလည်းမေးတော့တယ်သူတို့ကမတွေ့ဘူးလို့နှစ်ယောက်စလုံးကလည်းပြောခဲ့ကြတယ်နောက်မှလေဝင်းထဲမှာခွေးကလေးတွေဆုံးနေတာကိုနှစ်ယောက်စလုံးကအမှတ်မထင်တွေ့လိုက်ရပါတော့တယ်ခွေးလေးရဲ့အဖိုးနဲ့အဖွားဟာတာသမီလို့ရှိရတဲ့ခွေးကလေးတေးဆုံးသွားတာမို့ဝမ်းနဲ့လုံးကိုကြွေးတယ်ခွေးကလေးကိုတေချာမြေမြုပ်ပြီးနေတဲ့တတိယနဲ့အုပ်ကူလေးစီတွားတွေ့ကြပါတယ်ဒီလုံးနဲ့တရက်တော့ထူးထူးဆန်းဆန်းပဲခွေးကလေးရဲ့အုပ်ကူမှာအပင်လေးတစ်ပင်ပေါက်နေတယ်အဖိုးနဲ့အဖွားလည်းသူတို့ခွေးကလေးမြုပ်တဲ့နေရာမှာပေါက်တဲ့အပင်မို့တေချာယူလက်ဆက်ရေလောင်းပေါင်းနေပြုစုကြတဲ့အပင်လေးကအချိန်တိုတွင်းမှာပဲအပင်ကြီးဖြစ်သွားပြီးဘေးမှာလည်းအခြားပင်တွေထပ်ပေါက်လာလို့နာမှာစိတ်ရဆုပ်ပြနေပါတော့တယ်အဖိုးဟာအပင်ရဲ့အကိုင်းကြီးဆုံးကိုစံထဲထောင်ပြီးမုံလို့ဖို့စုံငယ်တစ်ခုရအောင်ထွင်လိုက်တယ်နောက်ပစ္စည်းတစ်ခုကိုချက်ပွေးတစ်ခုကိုရအောင်လုပ်တယ်ပြီးတော့ဆက်မုတ်ဖို့စမ်းဆောင်ကြည့်ကြတဲ့အခါမှာတော့စုံထဲကနေရွှေတွေငွေတွေထွက်လာပြန်ရောဒါကိုလည်းဘေးအိမ်ကလောဘကြီးတဲ့အဖွားဆောင်တွေဟာတီးသွားပြန်တဲ့ဒါကြောင့်တူတူမရှိတဲ့အချိန်မှာစုံကိုလာခိုးပြီးစံတွေထဲထောင်ကြပါတဲ့တူတူထင်တယ်လို့ရွှေတွေငွေတွေမထွက်လာပဲရွံစရာညစ်ကြေးတွေပဲထွက်လာတယ်ဒါကြောင့်စိတ်တိုးနဲ့အိမ်ရှိကမိဘုံနဲ့ထဲရွှေ့ပြလိုက်ပါတော့တယ်ခွေးကလေးရဲ့အဖိုးနဲ့ဖွားတို့ဟာစုံတဲ့ကြွေးပြောက်လိုက်ချကြရင်မိဘုံထဲမှာနှစ်ယောက်သားပြန်တွေ့ကြတယ်ဒါနဲ့မိငိမ့်သွားအောင်တည်ဆောင်ပြီးမိဘုံကပြားလေးတွေကိုတယူတရအိမ်ကိုပြန်ယူလာခဲ့ကြတယ်ဝမ်းနဲ့စာနဲ့ပဲခွေးကလေးရဲ့အုတ်ကူနာကိုတွားပြီးဒီပြားလေးတွေကိုကျဲပစ်လိုက်တဲ့အခါခွေးကလေးအုတ်ကူပေါ်ကအပင်ကြီးတွေဟာတခြားပင်တွေပါပန်းကလေးတွေချက်ချင်းပွင့်လာတဲ့
အဲ့ဒီအချိန်ပဲဘရင်သားတော်မင်းသားလေးဟာအဲ့ဒီနာကဖြတ်သွားရင်ပန်းကလေးတွေဝေစားပြီးလွှင့်နေတာကိုတွေ့သွားတယ်မေးလိုက်တော့ပန်းလေးတွေကိုပွင့်စေတဲ့သူဟာခွေးကလေးအဖိုးဖွားတို့ဖြစ်ကြောင်းသိသွားတဲ့အခါမှာအဖိုးတို့အဖွားလင်မယားကိုဘရင်သားတော်ဟာတူကောင်းပြုစုပေးလိုက်တယ်လောဘကြီးတဲ့လင်မယားလည်းဘရင်သားတော်ချီးမြှောက်ခတ်စားတာရလို့ရညာမိဘကနေပြတွေကိုယူလိုက်ပြီးဘရင်သားတော်ရှိမှကျဲချလိုက်တယ်သူတို့ထင်တယ်လို့ဖြစ်မလာပဲပြတွေဟာဘရင်သားတော်မျက်လုံးနဲ့ဝင်သွားလို့လောဘကြီးတဲ့အဖိုးဖွားလင်မယားကိုချိန်နဲ့များစွာချစီပြီးတိုင်းပြည်ကနှိထောက်လိုက်ရပါတယ်ကဲအားလုံးပဲပုံမြင်လေးရတော့ထားပါပဲဗျာ